ဒီမှာဟင်းနိုးရတယ်ကြားတာကွယ်ဒါပါပြီတော့ပါလေတော့စားပြီးဆိုရင်မရတော့ဘူးဒီမှာကျုပ်ကဖွေးနေရှိမှရှိပါမှမသိနော်ရှိတာဘုံထိုင်းနေလေလားဒီမှာရှင်ထမင်းဝိုင်းနေအပေါ်ပြန်နေလိုက်တော့ပြန်နေလိုက်တော့ဘာဖြစ်လို့လဲဘာဖြစ်လို့ဟိုမှာဧည့်သည်တွေလာနေတယ်လေပြန်သိလိုက်တော့ကိုစုမြင့်လာထမင်းသုံးဆောင်ပါဦးဟေးကောင်းသားပဲကွာဟုတ်ပြီလို့အေးမဟိုထမင်းဝိုင်းနေပြန်သိလိုက်လို့ပြောရနော်အပေါ်မှာသွားသိပြီးပြန်ဆင်းလာတယ်သွားဟုတ်ကဲ့မင်းတို့အိမ်ရိတ်မနေမှလည်းလို့ပြောတာငါခြံလို့နေတာဟာအခုချက်ချင်းထွက်သွားလိုက်တာမင်းတို့မရဲမှာလားကွာကိုရိတ်ပါလူကြီးတယောက်ဘာလို့နေထိုးရလားခင်ဗျားတို့ထွက်သွားလို့ဟာဘုံခဏပြောတာမင်းတို့ပြောနေမင်းတို့ပြောနေတာငါအိမ်ရိတ်တော့မနေနဲ့ထွက်သွားဩတိုင်းရင်စေးစရာကြီးဥဆန်ပွားရဲ့ဟဲ့စံပွားလို့ပဲခေါ်မင်းနာမည်မင်းနေလို့စိုင်းပုတ်လှမ်းကြည့်ရသေးတယ်ကွာညောင်းညံ့အော်ငါတငါချင်းချင်းတော့မမှတ်မိဘူးမင်းနာမည်ကိုငါနှက်ချီလို့ပဲမှတ်မိတာလေကွာစံပွားလို့မင်းတို့ပြောနေနော်အေးပါကိုစံပွားတကယ်ကြီးမင်းနဲ့ငါနဲ့ဆိုတာကဟိုးငငယ်လေးရဟောဒီရွာမှာတရွာတဲ့နေတရီတဲ့တောက်တအိုးတဲ့စားတအိမ်သာတဲ့အတူတပင်နဲ့အတူစေးခဲ့ကြတယ်ဆရာတို့တွေပဲကွာအဲ့လိုကြီးရဲစကြီးမဆက်ဆံပါနဲ့အပေါ်လေးပြောမနေနဲ့မင်းပြောတဲ့စကားကိုလည်းငါနားမထောင်နိုင်ဘူးနော်မင်းနဲ့ငါနဲ့မျက်နှာချင်းဆိုင်ပြီးဘယ်တော့မှစကားမပြောလို့ဆုံးဖြတ်တာမင်းထွက်သွားငါလည်းမပြောဘူးလို့ဆုံးဖြတ်ထားတာပဲဒါပဲနဲ့အခုအရေးကြီးတဲ့ကိစ္စပြောရမှာမဟုတ်လားပြတာပေါ့အရေးကြီးတာပြောမလို့အေးအဲ့ဒါဆိုရင်မျက်နှာချင်းဆိုင်စကားမပြောနိုင်ဘူးအဲ့ဒီတယ်လီဖုန်းရှိတယ်လီဖုန်းနဲ့လှမ်းဆက်လိုက်တီးရလို့ပြန်လေအနီးတယ်လီဖုန်းနဲ့လှမ်းဆက်လိုက်မင်းအခုတည်းကကြုံတယ်လို့ပေါင်းလုံးမယ်နော်ဒါငါအချင်းပြဘာစကားပြောတယ်လီဖုန်းမပေါင်းတတ်လို့လေရှာမရှိနဲ့အေးလေမင်းတယ်လီဖုန်းနဲ့ပြောဆိုတော့လေပြောရသေးကြပါကွာကဲပြောမင်းကလေးနံပါတ်ဘယ်လောက်လဲ31အရင်ဝဆောင်မင်းလူစကားပြောတော့ဟောအေးမငါလူနာရင်းနဲ့ဆက်ဆံတာများနေလို့ပါကွာကဲပြောဖုန်းနံပါတ်09အာ200တဲ့900ဘောင်း900ကိုဟိုမင်းချဲနိုင်လဲလို့တယ်ဟဲ့လားတစ်လုံးနဲ့တိုင်တယ်ပေါ့ဟဲ့မှားသွားလို့39 31 98ဟော98စစ်တူမင်းနံပါတ်တော်များနေလို့ရစစ်နှစ်လုံးမှလည်းဟောစစ်နှစ်ဟောရှုပ်ကိုခန့်တော့ဝင်လာလိမ့်မယ်လို့ဒီပါပုံပြောတယ်အေးရဝင်တော့မဒီဘက်နေတော့ပါလားဖုန်းတော့ဘာပြောရလဲကွာဖုန်းလိုက်မသိပါဘူးလို့ဝင်မရဝင်ဟုတ်တယ်ပူကြလည်းဖြစ်တယ်ကန်ဘယ်ဒီမကောင်းတော့အေးကန်လာဟယ်လိုကြားတယ်ကြဲပြောအေးဆန်ပွားလားအေးတီးလို့လားအေးဟုတ်တယ်ငါတီးဖို့ပဲအေးပြောဆန်ပွားအေးမို့ဒီဆန်ပွားမင်းလေကွာအေးပြောတီးဖို့အေးဒီလိုပါအခုငါမင်းကိုဖုန်းဆက်တဲ့ကိစ္စကအေးမင်းပစ္စည်းကိုငါအရေးကြီးလို့အဲ့လိုလာယူတာပဲဘာပြောတယ်ငါနဲ့ပုံမကွာထားတဲ့ပစ္စည်းကိုမင်းကဘာဖြစ်လို့ပေးရမှာမပေးဘူးဟောတကယ်ကြီးမင်းပစ္စည်းကအဟောင်းကြီးပါဟောင်းမင်းနဲ့ကောင်းတယ်ဟိုတိလေးကိုကွာမင်းအေးပဲနဲ့မဲပါလေကွာဟဲ့မဟုတ်လေအသေးမွားကိစ္စလေးတွေမင်းအဲ့လိုမန်တက်မနေစမ်းပါနဲ့မင်းဘာမှပြောမနေနဲ့မင်းငါစီရအိုက်ပစ္စည်းတောင်းဖို့လာတဲ့ကိစ္စဆိုရင်နောက်ကြောင်းပြန်လှည့်လိုက်တော့မင်းနဲ့ငါစကားပြောစရာအကြောင်းမရှိတော့ဘူးဟဲ့တော်ပြီငါဖုန်းချလိုက်ပြီဟယ်လိုဖုန်းကလိုင်းမမီတော့လားလိုင်းမမီလားလို့ဖုန်းကမလုပ်နဲ့မင်းလိုက်ကိုရီးယားမလုပ်နဲ့တော့ငါတင်းသိမခံနိုင်ဘူးတော့တယောက်ချက်ကျေးကြီးရဟယ်လိုဟောချလိုက်တာလားချလိုက်တာဟဲ့မင်းဘယ်လိုလဲငါပြောတဲ့ကိစ္စမပေးနိုင်ဘူးလို့ပြောနေနော်မင်းငါ channel နဲ့ဝင်လာသေးတယ်ငါ့ကိုလည်းစော်ကားသေးတယ်မင်းကထွက်သွားမှမထွက်သွားတာပဲပြောငါတော့ပစ္စည်းမရမချင်းမသွားနိုင်ဘူးမင်းကငါ့ကိုစိတ်ခေါ်လာမထွက်သွားဘူးလားထွက်လိုက်မထွက်သွားဘူးလားဆရာငါဆွဲတယ်တရားရဆွဲတယ်မလုပ်ပါနဲ့ရှင်းတော့ကြီးနေမလုပ်ပါနဲ့ရှင်တောင်းပါပါတယ်ဒီမှာရငါမိမဆွဲလို့မင်းတက်တော်သွားတယ်မှတ်ပါငါလည်းအဲ့ထုတ်လောက်ကတော့ဂိမ်းဆိုင်မှာထင်လို့လားမင်းကလေလုပ်ကြည့်လိုက်စမ်းမင်းကစမ်းနေလားဘူးပြောနေတာလေတော်ပါတော့ဗျာတိကန်လိုက်ပါတော့ရှစ်ဆက်ပြောနေပြဿနာတွေဒီတဲ့ပုံကြီးလာတော့ကဲသွားကြအောင်ဗျာနော်သွားကြအောင်အေးလေရက်ွက်လူကြီးတယောက်လုံးကအဲ့လိုပြောနေမှာတော့တိခံလိုက်ရသေးတာပေါ့အေးမကိုတီးဖို့တော့မယ်နော်အောင်မမင်းတို့တယောက်ကိုချိန်တွဲပေးနေတာမှန်တယ်လားဟဲ့မဒီတော့နေမဖြစ်တော့မယ်ငါလိုက်လို့ငါနဲ့လိုက်လို့ဟာလေဟာလူလိုပါလားဖဲလဲကွာတော့
ဟိုဒီကလေးမကြီးက ဟုတ်ကျွန်တော်တို့ရွာတောင်မှန်းရမယ် ဩလက်တွေ့တယ်ချာမဟုတ်လေနေမပူခင်တိုးတိုးလဲသွားကြလို့လုံးဆရာရှိရလုံးလို့တော်သားဆိုတော့ရိုးရိုးပြောတာကွာအေးသွားကြအေးချာအေးချာအေးချာကွာအေးသမောင်မင်းငါ့ကိုမြင်တာနဲ့ချမယ်မင်းကဘယ်တော့တတ်သိရှိလို့ချမလားလေ မင်းရလဲကွာလူမြင်တာနဲ့ဒေါသကြီးထွက်နေတော့တာဘူး မင်းပဲချမယ်ဆို မဟုတ်ရပါဘူးကွာငါပြောတာငါတူလေးဟုတ်ခြေသွက်လက်သွက်နဲ့ရွာရောက်တော့မှမကြသေးဘူးကွာကောင်မလေးနဲ့တောထဲခေါ်သွားပြီးအားကြောင့်ချာလို့ ဟာ အဲ့ဟုတ်ပါဘူးဟိုလုံးဆရာရှိတာလုံးလို့မြင်နေစားသွားကြလို့အဲ့ဒါမြောက်ပြီမင်း မင်းကလေကိုယ်တိုင်ကလည်းပြက်စီးလူငယ်တွေကိုလည်းပြက်စီးကြောင်းလမ်းညွန်ဥဆောင်လမ်းပြမင်းတို့ကမလွယ်ပါဘူးကွာ အေးပါကွာငါလည်းငငယ်လေးကပြည့်စည်နေတဲ့ကောင်တွေပေါင်းမိတာ ငါတကယ်ကြီးငါနဲ့ပေါင်းလို့ဟာဟေးမျိုးလာတော့မကြသေးဘူးငါ့ကိုဒေးရရမ်းထောင်းနေတာတွဲမယ်ရာဟုလီကောင်မင်းကဒီတော့သက်ကိုဘာလာလောက်တာ ဟာငါတူပြောက်လို့ငါလိုက်ရှာနေတာမင်းနဲ့ဘာဆိုင်လဲပိတ်တာကောင်လေ မင်းကအဲ့လိုမခေါ်နဲ့မင်းဒီရောမရောက်ခင်တည်းကငါနမိတ်မကောင်းတာတွေကြုံတွေ့နေရတာနော်ဘလောက်ထိနမိတ်မကောင်းလဲဆိုရင်စေးကုတယ်စေးမားတယ်စေးဖော်တယ်စေးပြတ်တယ်ငါကုတဲ့လူနာတွေအကုန်ပေကုန်ပြီ မင်းအဲ့လိုဖြစ်တာဘယ်လောက်ကြာပြီ 9 နှစ်လောက်ရှိပြီ ဟာဒါဆိုရင်မင်းကလွန်ခဲ့တဲ့9နှစ်လောက်တည်းကလူနာတွေကိုတတ်ပြစ်နေတာဟုတ်လားမင်းကွာကိုယ့်စီကတိတ်ခါကြောက်ကိုယ့်စီကမျက်နှာမှာမထောက် ဘယ်အပေါ်မပြောနဲ့အဲ့ဒီကိစ္စတွေအားလုံးကမင်းဒီရွာကိုလာမယ်လို့စိတ်ကူးတွေကဖြစ်နေတာကွာ မဆိုင်လိုက်တာကွာငါဒီပါကိုလာဖို့စိတ်ကူးတာတပတ်10တောင်မပြည့်သေးဘူးဟမ် အပေါ်တွေပြောမနေနဲ့အခုငါသမီးပြောက်လို့ငါလိုက်ရှာမလို့မင်းငါရှက်ဖယ်တာငါရှက်ဖယ်တာ ဟဲ့မင်းအချိန်ပဲလေမင်းမသွားလေ မလို့မင်းငါရှက်ဖယ်မသွားမှာမင်းဖယ်မလားမဖယ်ဘူးလားရ ဒေါသမကြည့်ပါနဲ့ကွာနေပါမင်းသမီးကဖယ်သွားလို့ တော်တယ်ဝင်သွားလားစေးမြစ်တွေရှာမယ်ဆိုပြီးတော်တယ်သွားလား ဟောတော့သူစေးဥတွေတွေ့လို့နေတာဖြစ်မှာ အခုတော့ကြိုက်တာဘယ်ကဝေးပါတော့ဗျာဘာလကားပြောရလဲ ငါဖယ်ခိုင်းတာ ဟုတ် အောက်ဖယ်ခိုင်းတာ ဟုတ်တယ် ရပါတယ်ဒီအချိန်တော့မင်းကငါအလျှော့ပေးလိုက်ဒါမှနဲ့မင်းမျက်နှာကိုထောက်လို့တော့မဟုတ်ဘူးနော်တော်မယ်ကွာ အော်အေးမနင်ကပါရနေဟဲ့လားတွေ့မယ်ရလိုက်ချက်သမီးမတွေ့တော်တယ်မှာနေအောင်ငါ ဘာဖြစ်တယ် တွေ့အောင်ရှာမယ်လို့